皆さんこんにちは。今日は大語中について習いましょう。感情語ရဲ့ဒီဘက်ကနှိမ်ချတဲ့အထုံနော်ဒီမှာဆိုရင်ဒီခံကြောကိုနှိမ်ချတဲ့အထုံလုံးလေးနဲ့သိချင်ရင်ပထမအရှိရတစ်ခုကျော်လေးမှာတင်ပေးထားလေးရှိပါတယ်အဲ့ဒီမှာလည်းတွားကြည့်လို့ရပါတယ်ဒီမှာကျတော့ဂူရန်နဲ့ဂူရူဆိုရင်အိုးအရှိရပါဘတ်စကိုမှတ်ဖြုတ်ရှိမှာပါအိုးပါပြီးရင်ဘတ်စကိုမှတ်ဖြုတ်ရှိမှာပါဂူသေးဆိုရင်ကောအိုးအရှိရထားပြီးတော့နောက်ကရှိမှဆုံးပါမယ်ကောဆစ်တမေးရှိမှရှင်းပြမယ်ကောဆစ်တမေးရှိမှရှင်းပြတယ်ကောလန်လာခုရှိမှဆက်တယ်မယ်ဒီမှာတော့နှိမ်ချအနေနဲ့ဝါတာရှိကကောဆစ်တမေးရှိမှကျွန်တော်ကရှင်းပြပေးပါမယ်ဝါတာရှိကကောလန်လာခုရှိမှကျွန်တော်ကဆက်တယ်ပေးပါမယ်ဆိုပြီးတော့ဒီမှာဆိုအိုခိုင်လေးရှိမှဝါတာရှိကအိုခိုင်လေးရှိမှကျွန်တော်ပြန်ပါမယ်ဆိုပြီးတော့တောင်းလိုက်ရပါတယ်ကိုနှိမ်ချပြီးတော့ကြတော့ဒီပြောချင်တဲ့ကိုနှိမ်ချပြီးတော့ပြောချင်တဲ့အချိန်မှာဆိုရင်ဂရူ1ဂရူ2ဆိုရင်အိုပန်းမဖြုတ်ရှိမှာပါဂရူ3ဆိုရင်ကောပေါင်းပြီးတော့နောက်ကရှိမှလေးနဲ့ပဲကတ်လိုက်ရင်ပါပဲလန်လာကိုရှိမှဆိုတော့အရှိကကောလေးပဲထည့်လိုက်ရင်ပါပဲပြီးရင်နောက်တစ်ခုမျိုးကကြတော့အော်ကောမရှောကဘတ်စကိုမဖြုတ်မရှောကပါအိုမိုချီမရှောကတက်ပြရမလားခေါ်လန်လာကိုရှိမှဆောကဒီဆက်တယ်ပြရမလားဒီကိုကနေပဲနှိမ်ချတယ်ကိုလုတ်ပေးမဲ့အရှင်မှာအိုမိုချီမရှော့ကကျွန်တော်တပြည့်အောင်နှိမ်ချပြီးတော့တိတ်ပေးဖို့ဆိုရင်အိုမိုချီမရှော့ကကောလန်လာခုရှိမရှော့ကဆိုပြီးတော့တောင်းလို့ရပါတယ်